တာတော့သူကြိုက်တာလားနင်ကြိုက်တာလားပဲလို့စားစရာပဲလို့တရားကြိုက်တာသူကလူပဲလို့တရားကြိုက်တာတရားကြိုက်တာတရားမတရားကြိုက်တာမတရားကြိုက်တာသူကြိုက်လို့ရင်တော့တမီးတို့မကြိုက်ဘူးတော့နော်နင်လည်းပဲလို့မထွက်ဘူးလူကျင်တာလားပဲလို့နင်ကဟုတ်လုံးကြီးဆိုတာတိမဖြစ်သူများကောင်လို့သွားပြီးတော့သူကောင်းလေသူချောတယ်အေးလေနင်အခုနင်တို့အဲ့တော့ line နည်းနည်းစားတယ်ပဲလူလာမဟုတ်ဘူးပဲလို့ပဲကြိုက်တာအေးလေသူများကောင်နေပဲလို့ခေါ်ကြတယ်မင်းကပဲလို့ဖြစ်နေတယ်တမီးတို့မဟုတ်ဘူးတမီးတကာကြီးပြောရလေငါပဲလို့သူ့ကောင်လေးပြောချင်တော့ပြောချင်အဲ့ပဲတော့သူတို့ယူရင်သူတို့ကဒီမှာကနေအဲ့ပဲလို့မင်းတို့လူပြောတာပဲလို့ပြောတာမဟုတ်ပဲလို့ပြောတာပဲလေပဲလို့မကြိုက်တော့ဘူးအဆုံးကြောပြောင်းထားမယ်သူမကြိုက်ဒီကောင်လေးဆုံးကြောပြောင်းပြီတော့ပေါ့နော်အဆုံးကြောပြောင်းထားမယ်လို့နော်တော့ပေါ့အဆုံးကြောပဲဆုံးကြောပြောင်းထားမယ်သူပြောနေတာဘယ်လိုပဲဒီလိုဆုံးကြောဘယ်လိုပဲဒီဆုံးကြောပြောင်းထားမှာလဲသူကပဲလို့ကြိုက်တယ်သူမကြိုက်ဘူးလေမကြိုက်သူမကြိုက်တဲ့တော့သူမစားတော့ဆုံးကြောပြောင်းထားမယ်သူပြောနေတာ